AFC Women Champion League 2026-2029 Group F ပြိုင်ပွဲရဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲကိုဒီကနေ့မွန်လွယ်2နာရီမှာရန်ကုန်မြို့သုံးရကွင်းမှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။မင်္ဂလာပါ MM Go Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ AFC Women Champion League ပြိုင်ပွဲရဲ့သတင်းစာရှင်းလင်းပွဲမှာနီးပြနဲ့အသင်းကောင်းဆောင်တွေဘာတွေပြောခဲ့လဲဆိုတဲ့အကြောင်းအရာကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဦးဆုံးတင်ဆက်ပေးမှာကတော့ ARD FC အသင်းရဲ့နီးပြနဲ့အသင်းကောင်းဆောင်တို့ပြောစကားတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ ARD FC အသင်းနီးပြချုပ်ရဲ့စကားတွေနဲ့စတင်လိုက်ရအောင်။အာရှအမျိုးသမီးချန်ပီယံလိကိုရှင်ပြိုင်ခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်။ကျမအနေနဲ့ပထမရာသီဝက်ပြီးကန်ဒီမှာနီးပြအဖြစ်စတင်တာဝန်ယူခဲ့တာဖြစ်လို့ပြင်ဆင်ချိန်အများကြီးမရခဲ့ပါဘူး။ဒါပေမဲ့လည်းအစွမ်းကုန်စူးစမ်းထားပြီးမနက်ဖြန်ပြိုင်ပွဲမှာအကောင်းဆုံးရှင်ပြိုင်သွားမှာပါ။ဒီပွဲမှာအနိုင်ရရှိဖို့အတွက်အကောင်းဆုံးပြင်ဆင်ထားပါတယ်။အသင်းတိုင်းကလည်းနိုင်ရဖို့ပြင်ဆင်လာကြတာဖြစ်တဲ့အတွက်လွယ်ကူတဲ့ပွဲတွေတော့မဟုတ်ပါဘူး။ဒါပေမဲ့ကျမတို့အသင်းအနေနဲ့အနိုင်ရရှိဖို့ပြင်ဆင်ထားတာတွေကိုကွင်းသွင်းအကောင်းဆုံးပြသသွားမှာဖြစ်သလိုမြန်မာနိုင်ငံရဲ့ခုံကိုဆောင်နိုင်ဖို့လည်းအစွမ်းကုန်ရှင်ပြိုင်သွားပါမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးအသင်းကောင်းဆောင်နော်ထထဝေကမင်္ဂလာပါအားလုံးကိုနှုတ်ဆက်ပါတယ်။နော်ကြီးတို့အနေနဲ့ဒီပွဲကိုအိမ်ကွင်းမှာကစားရမှာဖြစ်တာကြောင့်အခွင့်အရေးကိုအကောင်းဆုံးအသုံးချသွားမှာပါအစစအရာရာအပြည့်အဝပြင်ဆင်ထားတာဖြစ်တဲ့အတွက်နက်ဖြန်ပွဲမှာအကောင်းဆုံးပွဲကောင်းတစ်ခုဖြစ်အောင်အစွမ်းကုန်ကြိုးစားသွားပါမယ်လို့ပြောကြားခဲ့တာလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ FC ဂျူလောင်အသင်းရဲ့နီးပြချုပ်နဲ့အသင်းကောင်းဆောင်ပြောစကားကိုဆက်ပြီးပြောပြပေးသွားပါမယ်ARD အသင်းမှာရေသွေးမိတဲ့ကစားသမားကောင်းတွေအများကြီးရှိတယ်လို့သူတို့ဘက်ကလည်းပွဲအတွက်အသေးအချာပြင်ဆင်လာကြတာပါကျွန်တော်တို့မှလည်းဂျပန်ကစားသမားတွေပါဝင်လာမှာဆိုတော့ဒီပွဲဟာအတော်လေးအကျိတ်နယ်ရှိပြီးခက်ခဲမဲ့ပွဲတစ်ပွဲဖြစ်လာမှာပါဒါပေမဲ့လည်းကျွန်တော်တို့ကတော့ကွင်းသွင်းလိုက်ရောညှိထွေမှုရှိအောင်ကစားနိုင်မှုကိုပဲအဓိကအာရုံစိုက်သွားမှာပါ ARD ကကောင်းမွန်တဲ့အသင်းတစ်မှာသူတို့နိုင်ငံရဲ့ထိပ်တန်းအသင်းတစ်ဖြစ်တာကြောင့်ကျမတို့လေးစားမှုရှိပါတယ်ဒါပေမဲ့ကျမတို့မှလည်းကိုယ့်ရဲ့စိတ်အားထက်သန်မှုနဲ့တက်ကြွမှုတွေအပြည့်ရှိပါတယ်လို့ FC ဂျူလောင်အသင်းရဲ့နီးပြနဲ့အသင်းကောင်းဆောင်တို့ကပြောကြားခဲ့တာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ No Limit အသင်းရဲ့နီးပြနဲ့အသင်းကောင်းဆောင်ရဲ့ပြောစကားတွေကိုတင်ဆက်ပေးသွားပါမယ်ပြိုင်မဲ့အသင်းတွေအကြောင်းကိုလေ့လာထားပါတယ်အသင်းတော်များများဟာအဆင့်မြင့်အသင်းတွေဖြစ်ပြီးအရေးသွေးမြင့်ကစားသမားတွေပါဝင်တာကိုတွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်တော့ဒီလိုအဆင့်မှာဝင်ရောက်ရှင်ပြိုင်ခွင့်ရတာနဲ့တင်ပျော်ရွှင်မှုရသလိုတပွဲချင်းအကောင်းဆုံးကြိုးစားသွားမှာပါကျမတို့အသင်းဟာဆရာထက်သန်မှုအပြည့်နဲ့ရှင်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းမှာပြိုင်ပွဲသွင်းတွေကိုလေးစားပေမဲ့လည်းကျမတို့ဘက်ကပွဲအတွက်ကိုလုံလောက်စွာပြင်ဆင်ထားပြီးသားဖြစ်ပါတယ်ဒီပြိုင်ပွဲမှာအနိုင်ရလက်ရရှိဖို့အတွက်အားလုံးစိတ်အားထက်သန်စွာရှိနေကြပါတယ်လို့ပြောကြားခဲ့တာလည်းဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အုပ်စုတွင်မှာအင်အားအကြီးဆုံးအသင်းဖြစ်တဲ့ New Time FC အသင်းရဲ့နီးပြချုပ်နဲ့အသင်းကောင်းဆောင်ကလည်းအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်အသင်းမှာနိုင်ငံသားကစားသမား၄ဦးပါဝင်ပြီးပြင်ဆင်မှုကိုကျင့်တတ်ပါတယ်ခေါ်ယူထားတဲ့နိုင်ငံသားတွေဟာအဆင့်မြင့်ကစားသမားတွေဖြစ်ကြပါတယ်ကြက်ခိုင်မှုရောနီးပြူဟာပိုင်းမှာအလွန်ကောင်းမွန်ကြတာမို့အသင်းအတွက်များစွာအထောက်အကူပြုမှာဖြစ်ပါတယ်ဒါကြောင့်ဒီပြိုင်ပွဲမှာအကောင်းဆုံးရှင်ပြိုင်သွားမှာပါပြိုင်ဘက်အသင်းတွေဟာမတူညီတဲ့နီးပြူဟာမတူညီတဲ့ကစားဟန်တွေနဲ့ပေါ်ထက်လာကြမှာဖြစ်လို့ကျမတို့အနေနဲ့အတွေ့အကြုံကောင်းတွေရရှိမှာဖြစ်ပြီးဒီအတွေ့အကြုံတွေကိုအသုံးပြုကအကောင်းဆုံးပြင်ဆင်ရှင်ပြိုင်သွားမယ်လို့လည်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးတဲ့အကြောင်းအရာကတော့ AFC Women Champion League Group F ပြိုင်ပွဲရဲ့ပြိုင်ပွဲအကျိုးနီးပြနဲ့အသင်းကောင်းဆောင်တို့ရဲ့ပြောစကားတွေကိုစူးစီးတင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်